Hello ကျွန်တော်ဒီနေ့နည်းနည်းဒီအမေရိကန်နိုင်ငံရဲ့စစ်အင်အားပေါ့နော်ပြီးတော့သူတို့ဘယ်လိုတိဆောက်ထားလဲဆိုတာကျွန်တော်သိတဲ့လောက်လေးပေါ့နော်အကြံဖြင့်ပြောပြချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ခုနောက်ပိုင်းစစ်လက်နက်ဒီစစ်ပညာစစ်အင်အားနဲ့ပတ်သက်တဲ့ page တွေအရန်ပေါ်လာပြီးတော့မှရှောက်ရေးတဲ့ page တွေကပုံများလာတယ်နော်။ဆိုတော့ကျွန်တော်အခုအောက်က comment မှာလဲကျွန်တော်ယုံကြည်စိတ်ချလို့ရတဲ့ကျွန်တော်လည်းအများအားဖတ်နေတဲ့ page ပေါ့နော်၃ခု link ချပေးထားမယ်ကျွန်တော် comment မှာဆိုတော့အမေရိကန်ရဲ့စစ်ရေးတည်ဆောက်ပုံကအင်အားလည်းရန်ကြီးတယ်ပြီးတော့မှသူ့ရဲ့လက်တံကိုကဒီတကဘာလုံးမှာဖြန့်ထားတယ်ပေါ့နော်ကဘာပေါ်မှာနံပါတ်1လေတပ်အကောင်းဆုံးလေတပ်ကအမေရိကန်နံပါတ်2အစစ်2လေတပ်ကရောဆိုတော့လေအမေရိကန်ပဲဘယ်လိုဖြစ်လဲဆိုတော့အမေရိကန်မှာကကြီးရေလေနော်ကြီးရေလေရှိတယ်ကြီးရေလေမှာလေတပ်ကဘာပေါ်မှာအကောင်းဆုံးဒုတိယအကောင်းဆုံးကရေတပ်လက်အောက်ခံလေတပ်ဒီလေရင်တင်သင်္ဘောကြီးတွေနဲ့တွာလာနေတဲ့ဟာနော်အဲ့ဒီလေတပ်ကဘာပေါ်မှာဒုတိယအကောင်းဆုံးအဲ့ဒီမှာဒီကြီးတပ်လက်အောက်ခံလေတပ်ကတီးတတ်ရှိသေးတယ်ဒီအပါချနဲ့ဒီလေကြောင်းချီတပ်မှာပါညာပေါ့ဆိုတော့အမေရိကန်ကိုရင်ဆိုင်ချင်နေဆိုရင်ဒီကပါတဝမ်းမှာဖြန့်ကျက်ပြီးတော့မှချထားတဲ့အမေရိကန်စစ်စခန်းတွေကိုအရင်တိုက်ရမယ်ရှင်းပြောရရင်အမေရိကန်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ပဲနိုင်ငံမှာစစ်ကူလေးတောင်ရင်လို့မရသေးပါဘူးခုချိန်ထိเนาะအမေရိကန်နဲ့တကယ်တိုက်ချင်နေဆိုရင်နံပါတ်1ကျွန်တော်တို့နိုင်ငံတကာကအမေရိကန်စစ်စခန်းမြေပြင်မှာเนาะအခြေစိုက်တဲ့စစ်စခန်းတွေကိုတိုက်ရမယ်ခမရအဲ့ဒီစစ်စခန်းတွေကိုအကုန်လုံးချေမှုန်းနိုင်ပြီပဲထားလိုက်အောင်နံပါတ်2ရေတပ်အမေရိကန်မှာလေရင်တင်သင်္ဘောကြီးအစီး20ရှိရနော်အခုတော့တချို့16စီပြောတယ်ဒါပေမဲ့ကျွန်တော်တော့20ပဲဘာဖြစ်လို့လဲဆိုတော့လေရင်တင်နိုင်တယ်လေအခုအမေရိကန်ရဲ့အတိကပြိုင်ဖက်ရုရှားလေရင်တင်သင်္ဘောတစီးမှမရှိတော့အရင်တော့တစီးရှိတယ်အခုတောက်ပြန်တင်နေပါညာလုတ်တဲ့ဒီဟိုမှာပြန်သုံးနေဆိုမှမတွေ့ရတော့ active မဖြစ်တော့ဘူးထင်တယ်တရုတ်မှာလောလတ်နှစ်စီးရှိမယ်တရုတ်လည်းပြောမယ်ဆိုတော့တနစ်ကိုတစီးလောက်ထုတ်နိုင်တဲ့သဘောဖြစ်လာတယ်နော်ဒါပေမဲ့နှစ်စီးနဲ့အစီး20နဲ့က8နေလို့တောင်ရတယ်နော်8နေလို့တောင်အမေရိကန်ဘက်က8နေလို့တောင်ရသေးတယ်ဆိုတော့အမေရိကန်နိုင်ငံနဲ့ရင်ဆိုင်မိဟိတ်ဆိုတာနဲ့အမေရိကန်ကုန်းမကြီးကိုခင်ဗျာထိလို့မရသေးဘူးပြည်ပအခြေစိုက်တဲ့အမေရိကန်စစ်စခန်းတွေကိုအရင်တိုက်ရမယ်ပြီးတော့မှခင်ဗျာဒီအမေရိကန်ရေတပ်ကိုတွားထိလို့ရမယ်အဲ့ဒီအမေရိကန်ရေတပ်ကိုတွားထိဖို့ဆိုတာလေခုနကျွန်တော်ပြောသလိုလေရင်တင်သင်္ဘောကြီးတွေကိုအစီး20အဲ့လေရင်တင်သင်္ဘောဆိုတာနဲ့လေရင်တင်သင်္ဘောတစ်စီးတည်းတွားမမြင်နဲ့နော်အဲ့ဒီလေရင်တင်သင်္ဘောကိုလိုက်ပြီးတော့စောင့်ရှောက်ရတဲ့ဖြတ်သင်္ဘောတွေ free gate တွေရင်ကုန်သင်္ဘောတွေရှိသေးတယ်ဆိုတော့စဉ်းစားကြည့်ပေါ့အမေရိကန်ရဲ့ရေတပ်အင်အားကိုပြီးတော့ဘယ်ရောက်လို့ရောက်မှန်းမသိတဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ကုန်သင်္ဘောကြီးတွေရှိတယ်သမရကိုယ်တိုင်တော်မှသိချင်မှသိမယ်ပေါ့နော်သူတို့ပြောတဲ့အတိုင်းဆိုရင်တော့ပြစ်မိတ်ပေးလိုက်မှသူတို့ကုတ်ရပြီဆိုမှတကယ်နောက်ဆုံးအချိန်မှာပေါ့နော်နျူကလ িয়ার ထိပ်ဖူးတတ်တဲ့တုံးကြီးကြီးတွေအဲ့ဒီရေအောက်ကနေပစ်ထည့်လိုက်မယ်ဆိုတော့
ခမရအမေရိကန်ကုန်းမြေကိုမထိခင်မှာပြည်ပအခြေစိုက်တဲ့စစ်စခန်းနေရေတပ်တွေနဲ့ရင်ဆိုင်ရမယ်တရုတ်တောင်မှဒီအမေရိကန်ရေတပ်ကိုကြော်ဖို့မလွယ်ဘူးအခုလောလောဆယ်ကတော့ကပ္ပအစစ်နှစ်လို့အောင်ပြောလို့ရမယ်ထင်တယ်တရုတ်ကရုရှားတော့ထဲတွက်စရာကိုမလိုတော့ယူကရိန်းနဲ့တိုင်ပတ်နေရသူကသူအင်းတော့ရုရှားလည်းထင်ကြရတာပေါ့နော်တင်ကားပေါင်းကအမေရိကန်ထက်တစ်ဆခွဲနှစ်ဆခွဲပေါ်မြဟောဘာဖြစ်လို့အမေရိကန်ကကြီးတက်ကိုအဲ့လိုဦးစားမပေးတာလဲဆိုတော့အခုတိသွားပြီလေအိုချာဘာလင်လေးပခုံးထန်းလေးတလက်ပို့ပေးလိုက်တဲ့ယူကရိန်းကိုအဲ့မှာရုရှားတင်ကားတဲ့အကုန်လုံးပြတုတ်အဲ့ကြောင့်ဟိုတခါတည်းအရေးအတွက်ရှိတိုင်းလဲသုံးစားမရအောင်နော်အရေးအသွေးလည်းရှိဖို့လိုတယ်ဆိုတော့ပေမအခြေဆိုင်စခန်းအိုတီမြေပြင်တခြားပြည်ပစစ်အခြေဆိုင်စခန်းနဲ့အကုန်လုံးတိုက်လို့နိုင်ပြီးစစ်စစ်ညက်ညက်ချေမုန်းနိုင်ပြီဆိုရေတပ်နဲ့တွေ့မယ်အဲ့ဒီရေတပ်ကမှခမစစ်စစ်ညက်ညက်ချေမုန်းနိုင်ပြီဆိုမှအမေရိကန်ကုန်းမြေကိုထိလို့ရမယ်ဟိုက်ပါဆိုနစ်တီဘာတွေလာမပြောနဲ့အမေရိကန်ကုန်းမြေထိဖို့မလွယ်ဘူးလူတိုင်းလည်းသိတယ်နော်အဲ့ဒါတချို့ကအမေရိကန်ကိုမုန်းတီးတဲ့အခန်းစိတ်လေးနဲ့အထူးသဖြင့်စာကစားဘက်ကနည်းနည်းပညာတတ်တဲ့ပေါ်မလေးတွေอ่ะဗောနော်ဟိုတောင်ပြောမြောက်ပြောနဲ့ဒီကဘာမှာရှိတဲ့ပဲနိုင်ငံမှာအမေရိကန်ကိုရှင်နိုင်မှုဆိုတာမလွယ်ပါဘူးပင်တီကြတဲ့မှာကဘာပေါ်မှာအကောင်းဆုံးမဟာမိတ်နေတိုးဆိုတာအမေရိကန်နဲ့ဖွဲ့ထားတဲ့ဟာဗောနော်အခုအဖိုးကျတောင်ပြောမြောက်ပြောဆိုတော့အခုနေတိုးတော်မှဘလူတွေဖြစ်လည်းမသိဘူးဆိုတော့ခုနကျွန်တော်ပြောသလိုပဲစစ်လက်နဲ့ page တွေများလာပြီးတော့မှဗျံပရာ post တွေရှောက်ရေးတင်လို့ပေါ့နော်ကျွန်တော်အောက်မှာ comment မှာ link လေးတွေချပေးထားမယ်စစ်လက်နဲ့တစီရေးသတင်းနေဝါသနာပါတဲ့လူတွေကအဲ့မှာတော်တော်ဖတ်လို့ရနော် okay